မပြောချင်းဖြစ်ရတဲ့အကြောင်းရင်း၃ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ Visit Healing Whisper by Visit Channel မှာပြန်လည်ကြိုဆိုပါတယ် ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Visit ဒီနေ့မျှဝေသွားပေးမယ့်အကြောင်းအရာတွေကတော့အိမ်မပြောချင်းဖြစ်ရတဲ့အကြောင်းရင်း၃ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့ထဲမှာမျက်လုံးကမိတ်ထားပေးမဲ့အိမ်လို့မပြောဘူး။အဲ့ချိန်ရောက်နေပေးမဲ့အိမ်လို့မရဘူးဖြစ်နေတယ်။အိမ်ဖို့ဘလောက်ပဲစူးစမ်းမအိမ်နိုင်ဘူး။ဒီလိုတွေဖြစ်နေမယ်ဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်စေချင်ပါတယ်။ဗီဇင်တော့အများစုအိတ်ဖို့ခက်ခဲရတဲ့အကြောင်းရင်းနံပါတ်1ကတော့ social media ကြောင့်ပါပဲ။သူတည်တနာတွေအရာလူအယောက်100မှာ80ကျော်ကအိတ်ဆက်ဖို့ခက်ခဲနေကြပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်းအခု social media ခေတ်မှာဖုန်းကိုအသုံးပြုလာများလာပြီးညဘက်အချိန်မှာဖုန်းရဲ့အလင်း blue light ကြောင့်နဲ့ scrolling time ကြီးအများများသွားလို့ပါဒီလိုဖြစ်တဲ့အခါမှာ scoring time တွေများသွားတယ်ဖုန်းရဲ့ blue light ကြောင့်ဖြစ်တဲ့အခါမှာကိုယ့်ရဲ့အိပ်စက်မှုဟော်မုန်းကမထုတ်လို့နိုင်တော့ပဲပိတ်ဆို့မှုတွေဖြစ်နေတာပါဒါကနံပါတ်1အကြောင်းရင်းပါမိတ်ဆွေမှာနံပါတ်1အကြောင်းရင်းကဖုန်းနဲ့လည်းဖုန်းကြောင့်မို့အိပ်မပြောတာလည်းမဟုတ်ဘူးဆိုရင်တော့ဒုတိယအကြောင်းရင်းကဘာဖြစ်မလဲဒုတိယအကြောင်းရင်းကတော့စိုးရိမ်စိတ်ပါလူချင်းမင်းတို့စိုးရိမ်စိတ်တွေဖြစ်ပေါ်အိပ်စက်ခန့်ဒီအချိန်မှာစိုးရိမ်စိတ်တင်လာတာမျိုးဒါမှမဟုတ်စိုးရိမ်ပူပန်မှုအတွေးတွေအယံများလာတာမျိုးပေါ့ဒီလိုဖြစ်နေတယ်ဆိုရင်လည်းလူချင်းမင်းတို့ကအိပ်စက်ဖို့ခက်ခဲကြရမှာပါပဲဒါကြောင့်မလို့ညအိပ်ချိန်မှာခနာကိုကတပေါင်းတတာအိပ်မပြောရခြင်းဟာစိုးရိမ်စိတ်ကြောင့်မို့ဖြစ်လာရခြင်းဖြစ်ပါတယ်ဒါဆိုနံပါတ်နောက်ဆုံးတစ်ချက်ကိုသွားကြရအောင်အိပ်မပြောရတဲ့အကြောင်းရင်းတတိယအချက်နံပါတ်3အချက်ကတော့အဲ့ချိန်မှသတ်မှတ်ထားတာပါလူချင်းမင်းတို့ကအဲ့ချိန်သတ်မှတ်ထားကြတာမစ်စင်ကတော့မစ်စင်ကိုတိုင်းအဲ့ချိန်ကိုသတ်မှတ်ထားပါတယ်ည10နာရီမှာအော်တိုပိတ်တယ်စနစ်ကိုထားတယ်ညအဲ့ချိန်10နာရီရောက်တာနဲ့ကိုအဲ့ချိန်သတ်မှတ်ထားတာပါအဲ့ချိန်သတ်မှတ်ထားလိုက်တာနဲ့ဒီ10နာရီကျောင်းရင်အိပ်ရမယ်ဆိုရင်ကိုသတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက်အဲ့ချိန်ရောက်ရင်အိတ်ကိုအိတ်ချင်လာနိုင်ပြီပေါ့ဥပမာပြောရရင်တကယ်လို့ဒါကြောင့်မို့မိတ်ဆွေတို့ကအဲ့ချိန်သတ်မှတ်ဖို့လိုပါတယ်အဲ့ချိန်မှာသတ်မှတ်တဲ့သူတွေအများစုကအိတ်ဆက်ဖို့ခက်ခဲနေကြရတာပါအိမ်မပြောချင်းနေဖြစ်နေကြရတာပါဒါကြောင့်မို့မိတ်ဆွေတို့ကဒီနေ့ကစပြီးတော့မှအဲ့ချိန်ကိုသတ်မှတ်စေချင်ပါတယ်အိတ်ဆက်ချိန်ကိုဂရုစိုက်စေချင်ပါတယ်ဒါကြောင့်မလို့အဲ့ချိန်ကိုသတ်မှတ်ကြပါလို့မစ်စင်တိုက်တွန်းချင်ပါတယ်ဝချင်းကမင်းစင်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက် healing လုပ်တဲ့အခါမှာအခြေခံအောင်မြင်တရက်ပါဒါကြောင့်မလို့အိပ်ဆက်ချင်းကိုပုံမှန်လေးလုပ်စေချင်ပါတယ်အဲ့ချိန်မှန်ချိန်မှန်ဖို့အဓိကအကြောင်းရင်းတွေကိုသိပြီဆိုရင်တော့ဖြည့်ရှင်းနည်းတွေကရှိလာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးစီနောက်ဗီဒီယိုတွေမှာဖြည့်ရှင်းနည်းတွေကိုပြဝေသွားပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုလက်မလွတ်တမ်းဆောင်ကြည့်ဖို့ like and subscribe လေးလုပ်ထားပြီးတော့ notification လေးကိုနှိပ်ထားပေးပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်